ကြက်ဥအတူစားသုံးခြင်းဟာကျန်းမာရေးအတွက်ရောစီးပွားရေးအတွက်ပါဆုံးရှုံးမှုတွေကြီးပါပဲဒါကြောင့်သတိထားပြီးရှောင်ကျဉ်သင့်ပါတယ်ကြက်ဥအစစ်နဲ့အတူကိုခွဲခြားနည်းများကိုအောက်တွင်ဖော်ပြထားပါတယ်တရေထဲမှာစမ်းကြည့်ခြင်းအစစ်ကြက်ဥအစစ်ကိုရေတစ်ခွက်ထဲထည့်လိုက်ရင်နှစ်သွားပါတယ်အတူကြက်ဥအတူကတော့ရေမျက်နှာပြင်ပေါ်မှာပေါ်နေတတ်ပါတယ်အကြောင်းကတော့အတွင်းကိုယ်တွေကအလွန်ပေါ်ပါလို့ဖြစ်ပါတယ်နှစ်ကြက်ဥခွန်ကိုထိကြည့်ခြင်းအစစ်ကြက်ဥအစစ်ရဲ့အခွန်မျက်နှာပြင်ဟာအနှဲငယ်ချောမှုပြီးတောက်ပြောင်နေတတ်ပါတယ်အတူကြက်ဥအတူရဲ့အခွန်ကတော့ကြမ်းတမ်းပြီးချောမွမှုမရှိသလိုထိတွေ့ရတဲ့အခါချောထွက်သွားတတ်ပါတယ်သုံးကြက်ဥကိုလှုပ်ကြည့်ခြင်းအစစ်ကြက်ဥအစစ်ကိုလှုပ်ကြည့်ရင်အတွင်းကအရည်တွေလှုပ်ရှားသလိုခံစားရပါတယ်အတူကြက်ဥအတူကိုလှုပ်ကြည့်ရင်အတွင်းကအရည်တွေလှုပ်ရှားသလိုမခံစားရပါဘူးလေးအလင်းရောင်နဲ့ကြည့်ခြင်းအစစ်ကြက်ဥအစစ်ကိုအလင်းရောင်နဲ့ကြည့်ရင်အတွင်းကဝါရောင်စိတ်ပိုင်းကိုမြင်ရပါတယ်အတူကြက်ဥအတူကိုအလင်းရောင်နဲ့ကြည့်ရင်အတွင်းကရာဝတ္ထုကိုရှင်းရှင်းလင်းလင်းမမြင်ရပါဘူးငါးကြက်ဥအတွင်းသားကိုခွဲကြည့်ခြင်းအစစ်ကြက်ဥအစစ်ကိုခွဲလိုက်ရင်အကာနဲ့အနှစ်ကိုခွဲခြားသိမြင်နိုင်ပါတယ်အတူကြက်ဥအတူကိုခွဲလိုက်ရင်အကာနဲ့အနှစ်ကိုခွဲခြားလို့မရဘဲတစ်မျိုးတည်းသောအရောနှောကိုတွေ့ရပါတယ်ဒီနည်းလမ်းတွေနဲ့ကြက်ဥအစစ်နဲ့အတူကိုခွဲခြားသိရှိနိုင်ပါတယ်